hello နှစ်စကလေးကနေလုံးမဲ့လို့ရည်ရွယ်ထားပြီးတော့အခုနှစ်ကုန်ဖို့တစ်လပဲလိုတော့တယ်အခုချိန်ထိဘာမှသတိကျကျဖြစ်မြမြောက်မလုပ်ဖြစ်သေးဘူးရည်ရွယ်ထားတာတွေဘာမှမလုပ်ဖြစ်နေသေးတဲ့သူတွေရှိရဲဆိုလို့ရှိရင်တော့လူတွေလည်းအတူတူပါပဲလို့နှစ်စတော့ဆိုလို့ရှိရင်ဗီဒီယိုတွေလည်းတင်မယ်အဝိတ်တွေလည်းချမယ်ဆိုတော့တေချာ target တွေဆွဲ plan တွေချပြီးတော့တွေးခဲ့တယ်လုံးမယ်ဆိုပြီးတော့စဉ်းစားလာတယ်ပေါ့ဒါပေမဲ့အခုနောက်ဆုံးဒီဇင်ဘာလ1ရက်နေ့တောင်အခုရောက်ပြီဘာမှလည်းတေချာမလုပ်ဖြစ်နေသေးဘူးလုံးမယ်ဆိုပြီးတော့တွေးလိုက်နည်းနည်းလေးလုပ်ဖြစ်လိုက်ဆက်မလုပ်ဖြစ်လိုက်နဲ့အဲ့လိုပဲဖြစ်နေတယ်ပေါ့နော်နုရှိမှာမဟုတ်ဘူးအားလုံးမှလည်းသူ့အနေနဲ့သူတော့အကြောင်းပြချက်တော့ရှိမှာပဲစင်ကြီးလို့ခေါ်ရင်လည်းခေါ်မယ်ဒါကလည်းနုရှိရဲ့ခိုင်မာတဲ့အကြောင်းပြချက်ပဲပေါ့ဒါပေမဲ့အတွင်းစိတ်ထဲမှာတော့ငါလုံနိုင်ပါတယ်ဆိုတော့ယုံကြည်ချက်ကတော့ရှိနေတော့မယ်နုရှိစီမှာတော့အားလုံးစီမှာလည်းကြံနေသေးမယ်ရှိနေအောင်မယ်လို့တော့ထင်တယ်အခုကလေးကစားလို့အဆင်ပြေတဲ့သူတွေဆိုလို့ရှင်လည်းအခုကလေးကနေပြန်ပြီးတော့အချိန်ယူရအောင်မဟုတ်လဲနောက်နှစ်ဇန်နဝါရီ1ရက်နေ့ကြာမှပဲစားတော့မယ်လို့တွေးတဲ့သူတွေဆိုလို့ရှင်လည်းအဲ့ဒီကြာမှပဲပြန်စားပေါ့နုရှိတွေးထားတာကတော့စိတ်တရားတွေးထားတာတော့နုရှိဗီဒီယိုတွေပြန်တင်မယ်ပေါ့နော်ဘာဗီဒီယိုပဲဖြစ်ဖြစ်စာတင်တာပဲဖြစ်ဖြစ်အလုံးလုံးတာပဲဖြစ်ဖြစ်အပြင်သွားတာပဲဖြစ်ဖြစ်ပေါ့နော်အနည်းဆုံးတော့တစ်နေ့ကိုတစ်ခုနောက်ဆုံးဘာမှမရိုက်ဖြစ်ဘူးပင်ပန်းလို့ဘာမှမလုပ်ဖြစ်ဘူးဆိုရင်တော့မှထိုင်းစာလေးလာတင်တဲ့ဗီဒီယိုတော့တင်မယ်ဆိုပြီးတော့ရွှေတွေးထားတယ်တနေ့တစ်ခုတော့ရအောင်တင်မယ်ပေါ့နော်ဒါတော့ရွှေတွေးထားတာပါနောက်နှစ်အထိလည်းရအောင်လုပ်မယ်ပေါ့ဘာလို့ဗီဒီယိုတွေဆက်ပြီးတော့တင်ချင်တာလဲလှုပ်စင်တာလဲဆိုပြီးတော့မေးရင်တော့ရွှေအချက်2ချက်ရှိပါတယ်ပထမတစ်ချက်ကျတော့တခုခုကိုဒီဇိုင်းမမှတ်နဲ့အမြဲတမ်း consistency ရှိပေါ့နော်လောက်သွားချင်တာတကူကိုအဲ့လိုအမြဲဒီဇိုင်းမမှတ်လောက်သွားလို့ရှင်ရကြတော့နှုတ်ရွှေပို့ပြီးတော့နေလို့ကောင်းတယ်ပေါ့နော်ကိုအဲ့လိုတန်မိုးရှိရလားအကျိုးရှိတယ်လားဘယ်လိုပြောရမလဲအဲ့လိုမျိုးလေးပိုခံစားရတယ်နေလို့ပိုကောင်းတယ်အဲကြောင့်မလို့ရနောက်တစ်ခုကကျတော့ဒီကနေပြီးတော့အပိုဝင်ငွေလဲလိုချင်တာလဲပါတာပေါ့အမှန်တိုင်းပြောရရင်ကျတော့နှုတ်ရွှေသုံးဖြစ်တဲ့ပစ္စည်းလေးတွေကောင်းတဲ့ထင်တဲ့ပစ္စည်းလေးတွေ link ချထားပြီးမယ် comment မှာအဲ့ဒီကနေဝင်ဝယ်ပြီးလို့ဆိုလို့ရှိရင်ကျတော့နှုတ်ရွှေ commission ရမယ်ထိုင်းမှာရှိတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒီ Shopee တို့ Lazada တို့အဲ့လို link လေးတွေကနေပြီးတော့ဝင်ဝယ်လို့ရတယ်เนาะနောက်ပိုင်း TikTok တွေဘာတွေမှာတင်ပြခဲ့တယ်ဆိုရင်လည်းအဲ့ TikTok ကချင်းတွေကနေဝင်ဝယ်တာမျိုးဆိုရင်တော့ commission ရမယ်အဲကြောင့်မလို့ဒီ video ဘက်ကိုပြန်ပြီးတော့လုပ်ချင်တာပါတိတ်ပြီးတော့သုံးလို့ကမလောက်ချင်ဘူးဒီမှာအဲ့ဒါပါပဲနောက်တစ်ခုကကျတော့ဝေးချချင်တာဝေးချချင်တာကျတော့လေအခုအသက်ကလည်း30နာနီးလာပြီဒီထက်အသက်ကြီးရင်ဝေးချတာပိုခက်လိမ့်မယ်အခုအသက်ရွယ်ထိလည်းအဲ့လိုမျိုးကိုလုံးလှလှလေးကိုမပိုင်ဆိုင်မှုသေးဘူးပြောရမယ်ဆိုရင်အဲကြောင့်မလို့တစ်ခေါက်လောက်တော့လုပ်ဖို့ချင်တယ်ပေါ့ဒီဗီဒီယိုလေးကတော့ဘာမှမဟုတ်ပါဘူးနှွှေရုံမသွားခင်အမချက်ပြုတ်လေ့ကျင့်ခန်းလေးနည်းနည်းလောက်ရေမိုးချိုးအလားပြင်ကော်ဖီဝင်ဝယ်ပြီးတော့ရုံသွားတဲ့ဗီဒီယိုလေးပါပဲအခုတော့ရုံရောက်ပြီဆိုတော့ကော်ဖီလေးတောက်ပြီးဆက်ပြီးရုံကန်လိုက်ပါအောင်မယ်အားလုံးပဲအစားအနေပြန်စကြမယ်နော်အရင်လိုပဲအဆုံးထိကြည့်ပေးရတဲ့ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးကြရင်ပြန်တွေ့ကြမယ်တတား